တက်မတော်လို့ခေါ်တာဆိုပြီးတော့မှအဓိပ္ပာယ်ပြန်ဖွင့်ကြတာပေါ့နော်အားလုံးကဝိုင်းပြီးတော့မှအဓိပ္ပာယ်ပြန်ဖွင့်တဲ့အခါကျတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဒါကိုစပြီးတော့မှအေးကိုစပြီးဟိုဖြစ်ကြတယ်က तू ကတက်မတော်ဂျားတွေကမဆိုတဲ့အငင်းဝါကြစကလုံးမဆိုတာကတော့အငင်းဝါကြပါတော့မသွားဘူးလို့မလာဘူးလို့မစားဘူးလို့ဒါမကောင်းဘူးလို့ဒါမအိပ်ဘူးလို့ဒီလိုမျိုးတွေ तू ကအငင်းဝါကြသွားတဲ့အခါကျတော့ तू ကမတော်တဲ့လူတွေပဲရှိတဲ့တက်မဟုတ်ဘူးငါတို့တက်ကတော်ကိုတော်တဲ့အတွက်တက်တော်ဆိုပြီးကမှ तू အာရခတက်တော်အာမီကို तू ကဓာတ်ရိုက်ဘာသာမပြန်မဲ့ तू တက်တော်ဆိုပြီးတော့မှအသုံးဆွဲသွားတာလေးတွေ့ရတယ်ပေါ့နော်ဒါလည်းကျွန်တော်တို့မှတ်သားစရာတစ်ခုဖြစ်တယ်ပေါ့နော်ဘာလို့တော့ကျွန်တော်အမြဲတမ်းပြောစပူဒီပါလက်ရတောင်ညိုပါညာပေါ့နော်နမိတ်တော်နဲ့ကျအဲ့တော့တက်မတော်လို့ပေးထားတဲ့လူတွေကိုကျွန်တော်တို့ကဗလိန်းတာမဟုတ်ဘူးဒါပေမဲ့စပြီးနာမည်ပေးကြတဲ့က तू ကသူ့ရဲ့တက်တော်ကိုဟိုဒရေတီဗီဆိုကြတဲ့ကနာမည်ကစပြီးတော့မှ तू ကရှေ့ကိုသွားမယ်ကိစ္စကိုနာမည်လေးကစပြီးတော့မှအဆုံးထိ तू စဉ်းစားတယ်ဆိုတဲ့ဟာလဲတွတ်တွေ့ရတယ်ပေါ့နော်ဒါလည်းတကယ်ကိုလေးစားအတူယူစရာအချက်တစ်ချက်ဖြစ်တယ်ပေါ့နော်